စကားစားရဲ့လက်နဲ့တဆင်ချင်းကိုငယ်ချင်းရယူနေတဲ့နေချာဆောင်တခုဆိုတာကဘာတီဖူလို့တယ်လက်ရှိကျွန်တော်တို့ ZRA ကိုလိုက်တိုက်နေတာမဟုတ်ဘူး ZRA ရဲ့ခုစစ်သူကျွန်တော်တို့ခုခံနေတာပါဒီသူတို့ရဲ့ဒုက္ခတွေကိုအဲ့ဒီ ZRA လက်အောက်ကနေကျွန်တော်တို့ကာကွယ်နေတာပါ ZRA တွေဟာပြီးခဲ့တဲ့2024အောက်တိုဘာနိုဝင်ဘာဒီဇင်ဘာလတွေထဲမှာသူတို့ရဲ့ခေါင်းဆောင်တွေသူတို့ရဲ့တန်မိုးတွေကိုတမူးမှာစကားစားတင်နန်းပေးတယ်လက်နဲ့အလက်နေရပဝန်းကျင်လောက် ZRA ကိုသူတို့ထောက်ပံ့တယ် John အစီ24စီကင်းထောက်ဒွန်ဆယ်နစီဘုံကျဲဒွန်ဆယ်နစီထောက်ပံ့တယ် ZRA ကိုဒီတိုင်းပဲ2025ဇန်နဝါရီလ20ရက်နေ့မှာဒါကာဆာမှာတခါသူတို့တွေ့ဆုံပြီးမှသူတို့လက်နက်ခဲယမ်းချဝစစ်စာအာစာအရက်ဖက်အဖွဲ့အစည်းတစ်ခုဟိုအတုံးပြုတ်ပြီးမှသူတို့ပန့်ပိုးနေတယ်ဒီတိုင်းပဲတိရင်မြို့ပေါ်မှာလဲ ZRA အတွက်လက်နက်ခဲယမ်းတွေသူတို့ပန့်ပိုးတာတွေအများကြီးရှိပါတယ် ZRA မှာအရင်တုန်းက Eastern Command ဖွဲ့ပဲစစ်ကောင်စီအောက်မှာ BGF အဖြစ်ဝင်တယ်လားဆိုတာကျွန်တော်တို့ဝင်တယ်လို့ကျွန်တော်တို့သတ်မှတ်ခဲ့ပေမဲ့ဒီနေ့ဒီအချိန်မှာတော့ ZRA တွေဟာ Eastern Command ရော Western Command ရောအကုန်လုံးပူးပေါင်းပါဝင်နေကြတယ်လက်ရှိကျွန်တော်တို့ရနေတဲ့ကိစ္စတွေမှာဒါဟာ Western Command ရဲ့ Special Squad ပြောရမှာပေါ့မြင်ရသလားမသိဘူးသူတို့တစိမ့်ဟာ Special Squad မြင်ရတယ်ဒါ Western Command မှာရှိတဲ့အဖွဲ့အစည်းတွေပါဒီတိုင်းပဲကျွန်တော်တို့တင်စီမိတဲ့တစိမ့်တွေမှာ ZRA EC ZRA Western Command ZRO ပြီးရင်တစိမ့်၃မျိုးပါတယ်မတူကြဘူးအဲ့မှာ ZRO Western Command ဆိုတဲ့တစိမ့်တွေဟာမဏိပူရနေလာတဲ့လူတွေပါဒီတိုင်းပဲ Z အခု Special Squad ဆိုတာလဲမဏိပူရလာတာပါဒီတိုင်းပဲမြန်မာပြည်မှာရှိတဲ့အဖွဲ့တွေရဲ့တစိမ့်ကြတော့ ZRA EC ဆိုမှသူတို့တစိမ့်မှာပါပါတယ်တစိမ့်၃မျိုးတွေ့နေရတယ်ဒီတိုင်းပဲသူတို့တမိုးမှာ2024အောက်တိုဘာနိုဝင်ဘာဒီဇင်ဘာလတွေမှာလီချင်ပေးတယ်ဒီဇင်ဘာလမှာလက်နဲ့အလက်200ပဝန်းကျင်လောက်စစ်ကောင်စီကနေထောက်ပံ့ပေးတယ်ဒီတိုင်းပဲ ZRA နဲ့စစ်အစိုးရဟိုပေါင်းကူပေးတဲ့လူတွေဟာပေါမင်းထန်တို့ပေါလွန်မင်းထန်တို့တွေပဲဖြစ်ပါတယ်လက်ရှိသူတို့မာချ်လာထဲမှာနေပြည်တော်မှာသူတို့တခါပြန်တွေ့ဖို့အစီအစဉ်ရှိတယ်ဒါပေမဲ့နေပြည်တော်ထိသွားဖို့သူတို့မှာခက်ခဲတော့ရှိနေတယ်နေပြည်တော်မှာပြန်တွေ့မယ်လိုအပ်တဲ့စီရေးအကူငယ်လိုအပ်တဲ့စစ်လက်နက်တွေထောက်ပံ့ပေးမှဒီတော်လိုင်းရေးအင်အားစုတွေထိန်းချုပ်ထားတဲ့နယ်မြေကို ZRA နဲ့စကားစားနဲ့ပူးပေါင်းပြီးမှပြန်ထိုးစစ်ဆင်ဖို့ပြင်ဆင်နေလို့အခုကျွန်တော်တို့ဒါကိုခုခံနေရခြင်းဖြစ်တယ်ခုခံနေရခြင်း